ပုံတဲ့ကနေကြည့်လိုက်ဒါဟာ Davis Mountain Air Force Base ဖြစ်ပါတယ် AMARG Aerospace Maintenance and Regeneration Group ရဲ့ area ပေါ့ကဲဒါကိုလူသိများစွာကတော့ The Boney Yak လို့ခေါ်ကြပြီးကမ္ဘာပေါ်မှာရှိတဲ့အကြီးဆုံးလေယာဉ်သင်္ချိုင်း Aircraft Boney Yak ဖြစ်ပါတယ်လို့ပြောလို့ရပါတယ်ဒီနေရာရပြောရရင်တော့ American နိုင်ငံ Arizona ပြည်နယ်မှာရှိတဲ့ Tucson မြို့အနီးမှာတည်ရှိပါတယ်အချက်လက်တီးကြအောင်ပြောရမယ်ဆိုရင်တော့ Davis Mountain Air Force Base DMBF ရဲ့ name ရဲ့တီးကြတဲ့ area ကတော့ AMARG 309 Aerospace Maintenance and Regeneration Group ပဲဖြစ်ပါတယ်စတင်ဖွင့်လှစ်တဲ့အချိန်ကိုကြည့်ရပါသူကတုတ်ကူ86ခုနဲ့ပြီးပိုင်း World War II ပြီးနောက်မှာစတင်ဖွင့်လှစ်ထည့်တာပါသူ့ရဲ့အဓိကရွေးချက်တွေကဘာလဲဆိုရင်စစ်အခန်းကဏ္ဍမှာအသုံးမပြုတော့တဲ့လေယာဉ်များကိုတင်ဆေးခြင်းနောက်ပြီးပြန်လည်ပြုပြင်အသုံးပြုနိုင်အောင်ထိန်းသိမ်းခြင်းပြီးတော့အပိုးပစ္စည်းအဖြစ်အစိတ်အပိုင်းများဖျက်တောက်ခြင်းဆိုတဲ့ရည်ရွယ်ချက်၃ခုရှိပါတယ်ထင်ရှားတဲ့အချက်များထဲမှာတော့လေယာဉ်ပေါင်း3000စီးဆိုရှိပါတယ်ဥပမာ Fighter Jets တွေ Bombers တွေ Transport တွေ Tankers တွေစသဖြင့်အမျိုးမျိုးရှိပါတယ်သူ့ရဲ့ area ကျယ်မှုကလည်း20 km 5200 acres တိရှိပါတယ်ဘာလို့ဒီနေရာကိုရွေးကြတော့လဲဆိုတော့ဒီကတဲမြေနဲ့6တဲ့ရာသီဥတုကတန်ကျေးတချင်းနဲ့အပူလျက်သိမ့်လာကိုကောင်းကောင်းခံနိုင်ရရှိတဲ့အထက်လေယာဉ်တွေကိုအလွန်သိမ့်တော်စွာထိမ့်သိမ့်နိုင်လို့ပါပဲ American လေတပ် US Air Force Navy NASA နဲ့မျိုးစုံသော Federal Agency တွေရဲ့လေယာဉ်များကိုလည်းဒီမှာတင်ဆေးထားတာတွေ့ရပါတယ်စိတ်ဝင်စားဖို့ချက်အနေနဲ့ပြောရရင်တော့ဒီနေရာကို Aerospace Graveyard လို့ခေါ်ကြတော့လည်းပဲလေယာဉ်အချို့ကိုပြန်ပြုတ်ပြင်ပြီးပြန်သုံးနိုင်တဲ့လို့ဆိုတာကိုသိထားခြင်းပါတယ် Satellite Imagery Google Earth နဲ့ကြည့်မယ်ဆိုရင်တော့မှ tendency ထားတဲ့ချက်များကိုတိကျစွာမြင်ရမှာဖြစ်ပါတယ်။ Okay အချင်းချုပ်အနေနဲ့ပြန်ပြောရရင်နာမည် Davis Mountain Air Force Base AMARG တီနီယာ Tucson Arizona USA စတင်မှုတောက်ကို86ခုနှစ် WWI နောက်ပိုင်းရည်ရွယ်ချက်လေယာဉ်သိမ်းဆည်းခြင်းပယ်လယ်ပြုပြင်ခြင်းအပိုးပစ္စည်းဖျက်တောက်ခြင်းသုံးသပ်ရာကမ္ဘာအကြီးဆုံးလေယာဉ်တင်ချိုင်းတစ်